အောင်တိတ်လာတဲ့ကွင်းနောင်ကိုင်းနဲ့မိန်းကလေးရဲ့မြမဆန်ဆန်လာလွန်းလို့ကူကူရင်နေခုံမိတယ်ချစ်လွန်းလို့ဒီဝါကျွတ်ရင်ဖေးဖေးကိုပဲတောင်းခိုင်းမယ်အမေချွေးမပြောက်လို့ရှာတွေ့ပြီသူပဲသူပဲရှင်လောင်းလေးတော့မေလာလာလာ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 ဒီနေ့တနေ့လုံးကိုအစီကားဆုံးလို့ပြောလို့ပြီးတာမနက်ကိုသာလာ
တိပြတဲ့နေ့အမိအဖတွေကြည်နူးကြတဲ့နေ့အလူတကာအလူမဝတ်တာမဆုံးတဲ့နေ့သားသမီးတွေပျော်ရွှင်ကြတဲ့နေ့အားလုံးစိတ်ချမ်းသာတဲ့နေ့မင်္ဂလာရှိသောနေ့ချစ်စရာရှိသောနေ့ကောင်းချီးအဖျားပြပြည့်စုံပါသောနေ့တိုင်အောင်တို့အခမ်းမဲ့နေ့နှလုံးသားမှာပီတိများနေ့မင်္ဂလာရှိသောနေ့ ဒီလိုမျိုးတော့မ
ခသိမ်းပါပြောင်းရည်၍အသက်ရှိသောအနာမေယံဘိကိကြောင့်ကောင်းမှုမင်္ဂလာဖျားဖျားတို့နှင့်ပြည့်စုံကြပါစေခြင်းအကျိုးမှာဘုရားအမြတ်ဆုံးယေရနာတရားအမြတ်ဆုံးယေရနာသံဃာအမြတ်ဆုံးယေရနာဟုဆိုသောယေရနာတော်မြတ်သုံးပါးအပေါင်းတို့အားအယုအသေးလေးမြပြုကလက်ကိုကို၍ရှိကိုပူဇော်ဘုရားမလျောကတောဇယဘုသောပုသူဝန္တာကောင်းမှုကုသိုလ်ကံစေရနာပြားပြားပေါင်းအပ်သူတို့ကြောင့်ဘေကတိယကတိအန္တရေကတိကြောင့်ကြကတိသူကတိတို့ဘာခါကတိကင်းလို့ငြိမ်းပြကုန်တည်တာပြီတို့လူစီရတောင်းတပန်းစင်အကုန်သောသူမြအပေါင်းတို့နှင့်ပြည့်စုံနိုင်ကြကုန်လေရဲ့ဘေညံဘုညံဘတရားဘုတရားဖြင့်နိဗ္ဗာန်ချမ်းသာတရားတို့မြတ်ကိုအာလုံးကိုယ်သည်ကိုငါရလျောက်လျက်ပြန်ပေါက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြစေ